အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Canva ကိုအသုံးပြုပြီးတော့အလွယ်ကူဆုံးဒီဇိုင်းလေးဆွဲပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးကိုကြိုက်နေတဲ့ရာ site လေးကိုရွေးချယ်ပါမယ်ရှင်ရွေးချယ်ပြီးပြီဆိုတာနဲ့ဒီဇိုင်းလေးတွေကိုဒီမှာကိုကြိုက်ရာလေးတွေစဆွဲလို့ရပါပြီရှင်ညီမကတော့အသုံးပြုပေးထားတဲ့ကအရာတစ်ခုကိုရွေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကိုကြိုက်နေတဲ့ရာဒီဇိုင်းလေးတွေစဆွဲလို့ရပါပြီရှင်ပထမတစ်ခုကိုစိတ်ကြိုက်ပုံစံထားခဲ့ပြီးဆိုတော့နောက်တစ်ခုကိုထပ်ယူလိုက်ပါမယ်ရှင်နောက်ထပ်တစ်ခုကိုပထမပုံရဲ့အောက်မှာထည့်ချင်တာဆိုတော့ထည့်ချင်တဲ့ပုံပေါ်မှာ right click ထောက်ပြီး layer ထဲကနေ set background ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့အောက်ကိုရောက်သွားပါပြီရှင်ဒါဆိုရင်တော့ညီမကသူတို့ရဲ့ပုံမှာပုံလေးထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ upload ထဲကနေပုံလေးတွေရွေးချယ်ပါမယ်ရှင်ရွေးချယ်ပြီးသားပုံလေးကို background ဖြောလိုက်ပါမယ်ရှင်background ဖြောက်ပြီးပြီဆိုတော့ကိုလိုရှင်တလို့ဖုန်းပုံလေးကို site ချုံချက်လေးလုပ်ပါမယ်ရှင်။ကဲခုနလိုပဲဒီဖုန်းပုံကိုညီမတို့ကအောက်မှာထည့်ချင်တာဆိုတော့ right click ထောက်ပြီးတော့ layer အောက်မှာပဲ set background ဆိုတာလေးကိုပဲနှိပ်လိုက်ပါမယ်ရှင်။ကိုလိုရှင်တဲ့ပုံစံရသွားပြီဆိုရင်တော့နောက်ထပ်တစ်ပုံကိုထပ်ယူလိုက်ပါမယ်။နောက်ထပ်တစ်ပုံကိုလည်းစောနာလိုပဲပေါ့နော်။စိတ်တိုင်းကြဖြတ်တောက်လို့ရပါတယ်ရှင်။နောက်ထပ်ညီမစာလေးတွေထပ်ဖြည့်ကြည့်ပါမယ်။စာဖြည့်မယ်ဆိုလို့ရှိရင်လည်း Canva ထဲမှာ font မျိုးမျိုးပါတာဆိုတော့ကိုယ့်ရဲ့စိတ်တိုင်းကြရွေးချယ်လို့ရပါတယ်ရှင်။ညီမကတော့ font တစ်ခုရွေးလိုက်ပါမယ်။စိတ်တိုင်းကြ font ရရှိသွားပြီဆိုရင်တော့ကိုလိုချင်တဲ့စာသားကိုရေးထည့်လို့ရပါပြီရှင်။အဲ့မှာလည်း font color မျိုးမျိုးကိုပြောင်းလို့ရပါတယ်ရှင်။ညီမကတော့အဖြူရောင်လေးပဲထားလိုက်ပါတယ်။အခုညီမကြညာပေးမဲ့ဖုန်းလေးကကျတော့ Realme ဆိုတော့ Realme ဆိုပြီးတော့အောက်ခံ background လေးထားပါမယ်။ background ထားမယ်ဆိုလို့ရှိရင်လည်းညီမတို့ကစာသားပေါ်မှာ right click ထောက်ပြီးတော့ layer တွေက send background ဆိုတာလေးကိုပဲဆက်နေပေးရပါမယ်ရှင်။ညီမကတော့ font color ကိုအရင်မတောက်ရှင်တဲ့အတွက်ကြောင့်မလို့မှင်လိုက်ပါမယ်။ပြီးသွားရင်တော့ sign logo လေးကိုထည့်ပါမယ်ရှင်။ sign logo ကိုလည်းကိုကြိုက်နေတဲ့သလိုလေးကစားလို့ရပါတယ်ရှင်။ညီမကတော့ background ကိုဖျောက်လိုက်ပါမယ်။ဖျောက်ပြီးတာနဲ့ညီမကတော့အထက်ပိုင်းမှာရှိတဲ့တောင်လေးမှာကတ်လိုက်ပါမယ်ရှင်။ညီမနဲ့အတူပုံလေးကိုဘယ်လိုအပြီးသက်သွားမလဲဆိုတာလေးကိုစောင့်ကြည့်ပေးပါအောင်ရှင်။ပုံလေးပြီးသွားပြီဆိုတော့ညီမတို့စေးလိုက်ပါမယ် share တွေကနေပြီးတော့ download ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ရှင့်ဒါပြီးတာနဲ့ download လေးကိုဆက်နှိပ်လိုက်ရင်ရပါပြီဒါဆိုရင်တော့ညီမပြထားသလိုမျိုး Canva နဲ့အလွယ်ကူဆုံးဒီဇိုင်းလေးတွေဆွဲသွက်ဖို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲကျေးဇူးများတင်ပါတယ်